ဒီလာပိုင်းထဲမှာကျွန်တော်ပွဲတွေဆိုဖို့ရှိမယ်ကျွန်တော်ကိုယ်ပိုင်တချင်းတေးတစ်ပုတ်ဖတ်ဖို့ရှိမယ်တိတ်မကြခင်ဇလန်တွဲလေးတွေကျွန်တော်ရိုက်ဖို့ရှိမယ်ဗျာဇလန်တွဲတွေမှာလည်းကျွန်တော်ကြိုးစားသွားပါမယ်နော်ကျွန်တော်အားပေးကြတဲ့အတွက်ကျေးဇူးတင်တယ်ကျွန်တော်လည်းကြိုးစားသွားမယ်ဗျာနော်ဘယ်သူမှမွေးကနေတက်တဲ့လူတော့မရှိပါဘူးနော်ကြိုးစားမှုကိုဒီကတော့ယူသားမှုနဲ့ကြိုးစားမှုဆိုတာအဓိကဒါပဲတချင်းအကောင်းကြီးဆိုတတ်မှာမို့ဒီကယူသားမှုရှင်အောင်မင်းနဲ့နော်တချင်းအစိုးတရုပ်ဆောင်ကြီးအကောင်းကြီးကျွမ်းကျင်နေမှာမို့ဒီကပရိသတ်ကိုရှင်းအောင်လုပ်တတ်ကြမယ်ယူသားမှုရှိရင်အဲ့လိုပဲပေါ့တချို့လူတွေယူသားမှုနဲ့အောင်မြင်တဲ့လူတွေလည်းရှိရဒီကယူသားမှုပဲဒီကယူသားမှုရှိရင်အောင်မြင်တာပဲမပြည့်စည်ဖို့ပေါ့ဗျာနော်ပရိသတ်ကိုလိုမျိုးအလေးထားဖို့လိုပါပေါ့ကျွန်တော်တစ်ချိန်လုံးကတော့နည်းနည်းပါးပါးလေးပေါ်ခဲ့တာလေးပါရောရှိအဲ့ဒါလည်းလူတွေကိုပြောသေးကျွန်တော်လည်းလုပ်ပြီးတာပါနော်နည်းနည်းပါးပါးတစ်ချိန်နေပါဆိုရဲဆိုလို့ရှောက်ပြီးနည်းနည်းလုပ်ပေးလိုက်တာနည်းနည်းလေးသူတို့ပြောသေးကျွန်တော်လုပ်ပေးလိုက်တာအဲ့ဒါတွေဟာသားအနေနဲ့ပေါက်သွားတာပေါ့နော်ဟိုနေ့ရလည်းကျွန်တော်ကိုဆိုင်ဆိုင်ခဏရဲ့တငယ်ချင်းလေးပါပဲတစ်ချိန်ကျွန်တော်ဆိုတယ်နည်းနည်းလေးဟာသားလေးဖြစ်သွားလို့ဆိုကျွန်တော်ဆွဲကြိုးလေးလုပ်ပြီးတော့ဆွဲကြိုးလေးတက်ပြီးကျွန်တော်ပြောသေးကျွန်တော်ဆိုတင်ပေးလိုက်တာအကောင်လည်းတကယ်ပေါက်တယ်